ပညာတတ်ခြင်းမတတ်ခြင်းနှစ်ခုကြားမှာစာနာတတ်ခြင်းကပိုပြီးတော့လူသားဆန်ပါတယ်ရှင်။ကျန်တဲ့ခက်ထန်ခြင်းနဲ့တိမ်မွေးနူးညံ့ခြင်းနှစ်ခုကြားမှာလည်းလူကိုလူလိုဆက်ဆံတတ်ခြင်းကပိုပြီးတော့လူသားဆန်ပါတယ်။လက်ဖမိုးနဲ့လက်ဖဝါအုပ်စုနှစ်ခုကြားမှာလည်းအမှန်တရားကိုစုပ်ကင်ထားနိုင်တဲ့သူတွေရဲ့ပတ်ချမ်းကပိုပြီးတော့လူသားဆန်ပါတယ်ရှင်။အနိုင်နဲ့အရှုံးနှစ်ခုကြားမှာကိုကျိုးစီးပွားအတွက်ဂုဏ်သိက္ခာကိုချနင်းနေသူတွေထက်အများအကျိုးအတွက်အသက်ကိုစရေရတဲ့သူတွေရဲ့ပတ်ချမ်းကပိုပြီးတော့လူသားဆန်ပါတယ်။ဆင်းရဲခြင်းနဲ့ချမ်းသာခြင်းနှစ်ခုကြားမှာလည်းစွန့်လွတ်ပစ္စရတဲ့သူတွေကပိုပြီးတော့လူသားဆန်ပါတယ်တဲ့။ခါတိခြင်းနဲ့ချုံမြင့်ခြင်းကြားမှာလည်းဘဝရည်စံကိုအမှန်အပြည့်နဲ့ဆက်လက်ကုခတ်နေသူတွေကပိုပြီးတော့လူသားဆန်ပါတယ်။အချက်တရားမရှိသူတွေဟာပြောချင်ရာပြောတတ်ပြီးလူသားမဆန်တဲ့လူတွေဟာလုပ်ချင်ရာကိုလုပ်တတ်ကြပါတယ်။ဖြစ်ချင်တာနဲ့ဖြစ်တဲ့နာနှစ်ခုကြားမှာကိုကျိုးအတွက်တခြားသူတွေကိုထိကိုက်နစ်နာအောင်မလုပ်တတ်တဲ့ကိုချင်းတရားရှိသူတွေကပိုပြီးတော့လူသားဆန်ပါတယ်။လူသားဆန်တဲ့ဆိုတာလူကိုလူလိုမြင်တတ်ခြင်းကိုပြောခြင်းဖြစ်ပါတယ်။လောကမှာလေတချို့သောသူတွေဟာကိုပြောလိုက်တဲ့စကားကိုလှုပ်လိုက်တဲ့အပြုအမူတွေကြောင့်တစ်ဖက်သားတခြားသူဘယ်လောက်ထိကိုက်နစ်နာသွားနိုင်တယ်။နာကျင်ဝမ်းနည်းသွားနိုင်တယ်ဆိုတာကိုတွေးမပေးတတ်ကြဘူးရှင်။အဲ့ဒီလိုတွေးပေးနိုင်တဲ့ကိုရီကိုသွေးနဲ့ကိုချင်းတရားတွေလည်းမရှိကြဘူး။လူသားမဆန်ဘူးလို့ပြောရမှာပေါ့ရှင်။တချို့သောလူတွေကတော့တမင်တက်တက်ရည်ရွယ်ချက်ရှိနဲ့ကိုအဲ့ဒီလိုပြောဆိုပြုမှုလောက်ကင်ကြတယ်လို့ကျွန်မထင်ပါတယ်။သူတို့အဲ့ဒီလိုပြောဆိုပြုမှုလောက်ကင်လိုက်တဲ့လုပ်ရက်တွေကြောင့်တစ်ဖက်သားတခြားသူဟာလေစိတ်တွေကိုတက်ပစ်လိုက်တယ်လို့ဖြစ်သွားတာကြောင့်အသက်မသေးပင်မဲ့ဘဝတွေတည်သွားကြတာတွေကျွန်မမြင်ဘူးတွေ့ဘူးကြုံမှုပါတယ်ရှင်။ဆိုတော့တစ်ဖက်သားအတွက်တွေးပေးနိုင်တဲ့ကိုချင်းစာနိုင်တဲ့ကိုချင်းတရားတွေမရှိကြလို့ဒီလူတွေဖြစ်နေကြတယ်လို့ကျမကတော့မြင်နေရှင်ဆိုတော့လေကျမကတော့အဲ့လိုလူမျိုးတွေနဲ့ဘဝအဆက်ဆက်တန်ရာအဆက်ဆက်မတွေ့ရစေနဲ့လို့ဆုတောင်းပါတယ်